ပရီးမီးယားလိရာသီကုန်ဖို့၄ပွဲပဲလိုပါတော့တယ်ဒီရာသီလဘာဝအသင်းရဲ့အဓိကရည်မှန်းချက်ကချန်ပီယံလိဝင်ခွင့်ရဖို့ပါပဲချန်ပီယံလိမှာလည်း PSG ကိုအဆက်တကွဲရှုံးနေပြီးပြန်ပွဲကနေထွက်လာခဲ့ပြီးဖြစ်တာကြောင့်ဖလားလက်မဲ့ရာသီဖြစ်ဖို့သိကြသွားပါပြီပြီးခဲ့တဲ့ရာသီမှာပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့အသင်းတဲ့နွေရာသီမှာပေါင်တန်450လောက်တုံးခဲ့တဲ့အသင်းတဲ့အတွက်ရာသီကုန်ကန်ဒီအထိချန်ပီယံလိဝင်ခွင့်အတွက်တိုက်ပွဲဝင်နေရတယ်ဆိုတာဘယ်လိုမှလက်ခံပေးလို့မရပါဘူးဒါတောင်အဓိကပြန်ဘက်တွေကသူတို့ဟာနဲ့သူတို့တိုင်ပတ်နေလို့ဒါခံတာနေတာမဟုတ်ရင်ကူးထပ်ဖို့ပြီးခက်ခဲနေအောင်ပါဒါဆိုဒီအရာတွေအတွက်ဘယ်လိုလက်ညှိုးထိုးကြမလဲတေးကြတာပေါ့အားလုံးကစလော့ကိုပဲလက်ညှိုးထိုးကြမှာဒါကြောင့်ဒီနေ့မှာတော့စလော့ရဲ့ကောင်းကွက်ဆိုးကွက်တွေအပြင်ယာတီကုံရဲ့အတင်းကားထွက်နိုင်လားဆက်စီမာလားဆိုတာတွေကိုပါကျွန်တော်ရဲ့အမြင်ကနေပြောပြပေးသွားပါမယ်အရင်ဆုံးစလော့ရဲ့ကောင်းကွက်တွေကနေပဲစပြောလိုက်ပါမယ်ကျွန်တော်သိပါတယ်အခုချိန်မှာအားလုံးမေးကြည့်နေတဲ့မေးခွန်းကစလော့မှာကောင်းကွက်ကိုစီးရလားဆိုတာကိုပေါ့တေချာပြောရရင်တော့ကောင်းကွက်ရေလို့လည်းမဟုတ်ဘူးဗျအဓိကကတော့ပရိသတ်တွေဘက်ကစလော့အပေါ်အမြင်မှားနေတဲ့ချက်တွေကိုပြောပြချင်တာပါပထမဆုံးအချက်ကတော့ပြီးခဲ့တဲ့ယာတီချန်ပီယံဖြစ်ခဲ့တာကသူ့ကြောင့်ရတာမဟုတ်ပဲဂျာဂျင်ကလော့ချန်ခဲ့တဲ့လူစင်ကြောင့်ရတာပါတဲ့ဒါကတကယ်တော့တော်တော်လေးကိုလွဲနေတာဗျဂျာဂျင်ကလော့ချန်ခဲ့တဲ့လူစင်နဲ့ချန်ပီယံဖြစ်ခဲ့လို့စလော့စီမှာဘာအရေးအချင်းမှမရှိဘူးလို့ပြောကြည့်ဆိုဒီလူစင်နဲ့ပဲချန်ပီယံမှာဖြစ်ခဲ့တဲ့ကလော့ကိုရောဘယ်လိုပြောမှလဲရိုးရိုးလေးတွေးကြည့်ရင်တော့အဖြေကပေါ်နေတာပဲလေဗျာကလော့လူကိုစော်ကားပြီးစလော့ကိုဘောမနေတာမဟုတ်ဘူးနော်အဲ့လိုလုံးစရာအကြောင်းလည်းမရှိဘူးအဓိကကတော့လူတွေအထင်မှားနေတာကိုဖြည့်ရှင်းပေးခြင်းအောင်တတ်ပဲနောက်ပြီးအဲ့ရဒီမှာစီတီကတိုင်ပတ်နေလို့ရတာပါလို့လည်းပြောလို့မရပါဘူးအဲ့တခုတည်းနဲ့လည်းလီဗာပူးချန်ပီယံမဖြစ်နိုင်ဘူးလေဒါကြောင့်ချန်ပီယံဖြစ်ခဲ့တာကစလော့ရဲ့အရေးအချင်းတွေလည်းအများကြီးပါပါတယ်ဒုတိယအချက်ကတော့ဘာနီးစနစ်ဘာနီးဗျူဟာမှမရှိဘူးဆိုတာပါဒါကလည်းနောက်ထပ်အထင်လွဲနေတဲ့အချက်တစ်ချက်ပါပဲပြီးခဲ့တဲ့ရာဒီအစပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်စလော့စီမှာလည်းကိုပိုင်ဟန်စီးတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်မြင်အောင်ပြောရရင်တော့စလော့က pressing ကိုအရန်အသားပေးတဲ့နီးပြမဟုတ်သလို control ကိုအဓိကအသားပေးတဲ့နီးပြလည်းမဟုတ်ပြန်ဘူးသူကအဲ့နှစ်ခုရဲ့ဂျားတွေကလူလို့ပဲပြောရပါမယ်ဘောလုံးကိုလိုအပ်တဲ့လောက်ပဲကင်မယ် pressing ကိုလည်းပေးတင်တဲ့လောက်ပဲပေးမယ်ဆိုတဲ့ပုံစံမျိုးပါအသေးစိတ်ဆက်ပြောရင်လည်းပြောလို့ရတာတွေအများကြီးရှိပါသေးတယ်ကျွန်တော်ကနီးစနစ်ပိုင်းနီးပြဘိုင်းကြောင့်ပြောတဲ့သူမဟုတ်တာကြောင့်ကျွန်တော်နားလေတက်ကြွတဲ့လောက်ပြန်ပြောပြပေးရုံတာဖြစ်ပါတယ်အဲ့တော့ပြောရရင်အာနင်စလော့ကပြီးခဲ့တဲ့ရာသီမှာလီဗာပူးကိုသူ့ရဲ့ကိုပိုင်ဟန်အတိုင်းကစားစီခဲ့တာပါဒါပေမဲ့ဒီရာသီမှာတော့အဲ့အရာတွေပြောင်းဆုံးနေခဲ့ပါတယ်ဒါကိုတော့ဘယ်သူမှလည်းညင်းလို့မရပါဘူးအခုတော့စလော့ကိုဘာကြောင့်လူတွေဆဲနေရတဲ့အပိုင်းကိုစပြောပါပြီYeah, boy. နံပါတ်1အချက်ကတော့အားလုံးရဲ့အချစ်တော်သူ့ရဲ့မွေးစားသားလေးကပိုကိုအလွန်အကျွံသုံးနေတဲ့ကိစ္စပါကပိုကိုသုံးလို့ပြောတာမဟုတ်ပါဘူးအလွန်အကျွံသုံးနေလို့ဆဲကြတာပါလက်ရှိအသင်းမှာစီနီယာဖဲတောင်ပန်ကစားသမားဆိုလို့ကပိုပဲစီးတဲ့အချိန်မှာကပိုကိုသုံးလို့ဘယ်သူမှအပြစ်မပြောပါဘူးဒါပေမဲ့အန်ကူမိုဟာကိုပွဲထုတ်တဲ့ပွဲမျိုးတွေကပိုကိုစောစောထုတ်ပြီးအန်ကူမိုဟာကိုပေးဝင်ကစားရမယ့်ပွဲမျိုးတွေမှာတော့မိနစ်60လောက်မှထုတ်ပြီးလက်ကျန်10မိနစ်လောက်အတွင်း19နှစ်သားလေးစီကအင်ပတ်တစ်ခုခုမျှော်လင့်နေတယ်ဆိုတာတွေကတော့အုံနောက်မှပါရဲ့လားလို့ပြန်မေးယူရမယ့်ကိစ္စတွေပါနံပါတ်2အချက်ကတော့အင်တာဗျူးတွေမှာပေါက်ပန်40ပြောတတ်တဲ့အချက်ပါဒါကိုလည်းဒီရာဒီမှာသူပြောခဲ့တဲ့စကားတွေကိုပြန်ကြည့်ရင်သိပါလိမ့်မယ်အထူးသဖြင့်ရလက်တွေမကောင်းလို့ဖိအားတွေအောင်ရောက်နေချိန်မှာအတင်းရဲ့ icon လို့ဖြစ်နေတဲ့ကလော့နဲ့ပတ်သက်ပြီးအစီအနောက်မလွတ်တဲ့စကားတွေပြောခဲ့တာပါလီဗာပူးပရိသတ်တွေအတက်ကတော့ဒါကလုံးဝလက်ခံပေးလို့မရတဲ့အရာတွေပါနံပါတ်3အချက်ကတော့ပရိသတ်တွေနဲ့ဘောင်းနေမဖြစ်တာပါဒီအချက်ကလည်းတော်တော်လေးအရေးပါပါတယ်အထူးသဖြင့်လီဗာပူးတို့အသင်းမဆိုပို့လို့တော့အရေးပါပါသေးတယ်လက်ရှိအချိန်မှာသူလိုတာထက်ပိုအစဲခံနေရတာလည်းဒါကြောင့်ပါပဲကလော့လက်ထက်မှာလည်းရလက်မကောင်းခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ကလော့ကိုလီဗာပူးပရိသတ်တွေကဆဲနေဝေဖန်နေမဲ့အစားဆက်ပြီးယုံကြည်ပေးခဲ့ပါတယ်ဒါဟာသူလီဗာပူးရဲ့ခေတ်တစ်ခုကိုဖော်ဆောင်ပေးခဲ့တာကြောင့်တခုတည်းမဟုတ်ဘူးနော်သူကိုယ်တိုင်ကပရိသတ်တွေနဲ့တရားနဲ့ဖြစ်ခဲ့တာကြောင့်လည်းအများကြီးပါခဲ့ပါတယ်ဒါတွေကတော့ပရိသတ်တွေစလော့ကိုဝေဖန်နေကြတဲ့အဓိကအချက်တွေဖြစ်ပြီးအခြားအချက်တွေလည်းရှိပါသေးတယ်ကဲအဲ့တော့စလော့တယောက်နောက်ရတီဆက်စီတင်လားဆက်စီမှလားမထုတ်ခံရမှလားဒါတွေကိုကျွန်တော်ရဲ့အမြင်နဲ့ခန့်မှန်းပြီးပြောပြပေးသွားပါမယ်ဆက်စီတင်လားအချက်ကတော့ no ပါဖလားလက်မဲ့ရတီဖြစ်နေပြီးချန်ပီယံလိဝင်ခွင့်ရဖို့လည်းရုပ်ကန်နေရစေဒီလိုအချိန်မှာဘယ်လီဗာပူးပရိသတ်မေးဆက်မစီတင်တော့ဘူးလို့ပဲပြောမှာပါဒါမဲ့လီဗာပူးရဲ့တာဝန်စီးသူတွေအထူးသဖြင့် Richard Hu Michael Edwards တို့ကတော့ဒီလိုမမြင်ဘူးဆိုတာကိုစလော့ရဲ့အင်တာဗျူးတွေယုံကြည်ရတဲ့လီဗာပူးသတင်းတောက်တွေတင်လာတဲ့သတင်းတွေကိုဖတ်ရင်သိနိုင်ပါတယ်ချန်ပီယံလိဝင်ခွင့်ပေါ်မူတည်ပြီးစလော့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးသွားဖို့ရှိတယ်လို့ထင်ပါတယ်အဲ့တော့ချန်ပီယံလိဝင်ခွင့်ရရင်နောက်ရဒီစလော့ဘောကိုဒုက္ခခံပြီးဆက်ကြည့်ရမှာပါဒီလိုဆိုချန်ပီယံလိဝင်ခွင့်မရရင်ထွက်မှာဘောလို့တွေးပြရင်လည်းချန်ပီယံလိဝင်ခွင့်မရရင်ဖြစ်လာမယ့်အကျိုးဆက်ကလည်းမနှဲပါဘူးချန်ပီယံလိဝင်ခွင့်မရရင်အသင်းရဲ့ဝင်ငွေပိုင်းအများကြီးထိခိုက်ဖို့ရှိပါတယ်အကျိုးဆက်အနေနဲ့ကစားသမားအသစ်တွေခေါ်ဖို့အခက်အခဲဖြစ်နိုင်တာပါအထူးသဖြင့်ချန်ပီယံလိပုံမှန်ကစားနေရတဲ့ကစားသမားတွေကိုခေါ်ဖို့ငကိုကားထပ်ဖို့ဆွဲဆောင်ရမှာပါဆိုတော့ဘယ်လမ်းပဲဖြစ်ဖြစ်အကောင်းရောအဆိုးရောစီးနေမှာပါဒါကြောင့်အလုပ်တင်ဆုံးကချန်ပီယံလိဝင်ခွင့်ရလဲစလော့ကိုထုတ်ဖို့ပါပဲဒီနွေမှာနီးပြလဲမဲ့ဆိုလဲအချိန်ကောင်းပါပဲအထူးသဖြင့်ဈေးကွက်ထဲမှာအသင်းလက်မဲ့ဖြစ်နေတဲ့နီးပြကောင်းတွေအများကြီးစီးနေတာပါအခေါ်တင်ဆုံးကတော့အလုံးစုံပေါ့အများကြီးတော့ပြောနေစရာမလိုဘူးလေအနည်းဆုံးတော့ဒီအခြေအနေတွေထက်ပုံမစိုးနိုင်တော့ဘူးလေဟုတ်တယ်မလားအဲ့တော့ဘာတွေဆက်ပြစ်လာမလဲစောင့်ကြည့်ကြတာပေါ့ဒီဗီဒီယိုကိုတော့ဒီလောက်နဲ့ပဲဆုံးသက်ပြစေကိုယ့်ရဲ့အမြင်လေးတွေရှိတယ်ဆိုရင်လည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း like and subscribe လေးလုပ်ပြီးအားပေးလို့ရပါတယ်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်